ဆွဲရှိဖို့ထက်ဘယ်အချိန်မှာလက်လွတ်ရမလဲဆိုတာကိုသိဖို့ကပိုခက်ပါတယ် AI ကနေထုတ်ပေးထားတဲ့ Annie Yup ရဲ့ဒီ Quip ဆိုတဲ့စာအုပ်ထဲကအနှစ်ချုပ်စိတ်ခွန်အားဖြင့်တွေးမြင်များကိုလေ့လာကြည့်ရင်ထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့အဟံတားဖြစ်စေတဲ့ဗတ်လိုက်မှုပါတဲ့စိတ်အခြေအနေကိုတွေ့ရပါလိမ့်မယ်ပြီးရင်တော့လက်ရှိလှုပ်ဆောင်နေတာတွေကိုစွန့်လွတ်နိုင်တဲ့လက်တွေ့ကျတဲ့သဘောတရားတွေကိုမိတ်ဆက်ပေးထားပါတယ်ဗီဒီယိုရဲ့အဆုံးမှာတော့အခွင့်အလမ်းတွေကနေပေးတဲ့အကျိုးအပြစ်တွေကိုကောင်းမွန်စွာအကဲဖြတ်နိုင်ပြီးပုံမှုအကျိုးရှိတဲ့အနာဂတ်လှုပ်ဆောင်မှုတွေစီတို့အချိန်ကိုက်ရွေးချယ်နိုင်ခြင်းကိုလေ့လာသိရှိရပါမယ်။ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးနောက်ထပ်လည်းယခုလိုစာအုပ်သုံးသပ်ချက်တွေလေ့လာနိုင်ဖို့အခုပဲ channel ကို subscribe လုပ်ထားလိုက်ကြပါ။ဘယ်အချိန်မှာလက်လျှော့ရမလဲဆိုတာသိခြင်းကျွန်တော်တို့လူအဖွဲ့အစည်းဟာဇွဲရှိခြင်းကိုအမွှန်းတင်လေးရှိကြပါတယ်။ Rocky တို့ Rudy တို့လိုမလျှော်သောဇွဲနဲ့ကြိုးစားပြီးအောင်မြင်သွားတဲ့ဇလန်းတွေကိုပဲအားကျတတ်ကြပြီးအရှုံးသမားလက်မြောက်တဲ့သူလို့အပြောခံရမှာကိုအလွန်ကြောက်ကြပါတယ်။ဒါတွေမကသေးဘူးလူတဘာဝအရာကိုကအချိန်တွေငွေတွေဒါမှမဟုတ်လုပ်အားတွေစိုက်ထုတ်ထားမိပြီဆိုရင်အလဲတကူလက်မလွတ်ချင်တော့တဲ့စိတ်တွေရှိနေတတ်ပါတယ်။ကျွန်တော်တို့ကိုလက်မလျှော့စေခြင်းနဲ့စိတ်ပိုင်းဆိုင်ရာအမှားသုံးခုရှိပါတယ်။ပထမတစ်ခုကနှမျောတတ်တာဖြစ်ခြင်း sunk cost bias အများကြီးရင်းနှီးပေးဆက်ထားပြီးပြီပဲအခုမှလက်လျှော့လိုက်ရင်အကုန်အလဟတ်တာဖြစ်ကုန်တော့မှာပေါ့ဆိုတဲ့အတွေ့မျိုးပါနောက်တစ်ခုကလက်ရှိအခြေအနေတွေကိုပဲဖက်တွယ်ထားခြင်း status quo bias လမ်းဟောင်းအတိုင်းဆက်သွားနေရတာကတကယ်တော့အန္တရာယ်ရှိနေနိုင်ပေမဲ့စိတ်ထဲမှာတော့ဘေးအကင်းဆုံးလို့ခံစားနေရတာမျိုးပါစိတ်တွေးခါဖြစ်မှုကိုစင်ကျင်တုံတရားနဲ့ဖုံးကွယ်ခြင်းဒါနောက်ဆုံးပါ cognitive dissonance လို့ခေါ်တယ်ခုလုပ်နေတဲ့ project ဒါမှမဟုတ်အလုပ်ကကိုယ့်ရဲ့ဂုဏ်သိက္ခာဖြစ်တည်မှုနဲ့ထက်တူကြနေတဲ့အခါဒါကြီးကဆက်မဖြစ်နိုင်တော့ဘူးဆိုတဲ့ထင်ရှားတဲ့လက္ခဏာတွေကိုမျက်ကွယ်ပြုပြီးစင်ကြေအမျိုးမျိုးပေးကဆက်ဆွဲထားတတ်တာမျိုးပါပဲကြော်ကြားတဲ့စိတ်ပညာရှင်ဒန်နီယယ်ခန်နမန်ကတော့ဒီလိုဗတ်လိုက်တဲ့စိတ်အခြေအနေကိုသိနေုံနဲ့တင်လျှော်တဲ့အချိန်မှာလျှော်ပြစ်နိုင်တဲ့လိမ္မာပေါက်တဲ့သူတယောက်ဖြစ်မလာနိုင်ဘူးလို့ဝန်ခံခဲ့ပါတယ်ကျွန်တော်တို့တကယ်လိုအပ်တာကတော့အချိန်ကုန်လူပန်းပြီးအလဟတ်သက်မဖြစ်စေဖို့တားဆီးပေးမဲ့စနစ်နဲ့ opportunity cost လို့ခေါ်တဲ့အချိန်မီလက်မလွတ်လိုက်လို့ဆုံးရှုံးသွားရမယ့်အခွင့်အရေးတွေကိုမျက်စိပွင့်သွားစေမဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီစနစ်ကိုအလေးချင်းတစ်ခုနဲ့နည်းဗျူဟာတစ်ခုပေါ်မှာတည်ဆောက်နိုင်ပါတယ်လက်လွတ်ဖို့ဆုံးဖြတ်ချက်ကိုအတည်ပြုပေးမဲ့အလေးချင်း Bronco Way ဆိုတာ Google, PayPal, Airbnb နဲ့ Snapchat တို့လိုကုမ္ပဏီကြီးတွေမှာအစောပိုင်းကတည်းကဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ကမ္ဘာကျော်နည်းပညာအကျိုးဆောင်ရင်းနှီးမြှုပ်နှံသူတို့ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ့်အရေးချင်းကတော့ဘယ်အချိန်မှလက်လျှော့ရမလဲဆိုတာကိုအကြံပေးနိုင်တဲ့အကောင်းဆုံးနည်းပြတစ်ခုဖြစ်နေခြင်းပါပဲ။သူ့ရဲ့ခံယူချက်ကရိုးရိုးလေးပါလူဘဝကတူတူလေးတော်လန်ထက်မြက်တဲ့စွမ်းဆောင်ရှင်တွေကမအောင်မြင်နိုင်တော့တဲ့လမ်းတွေကြီးတစ်ခုမှာအတင်းရုန်းကန်ရင်အချိန်ကုန်လူပင်မဲ့ဖြစ်နေကြရတာဟာလူသားအရင်းမြစ်တွေကိုနှမျောစရာကောင်းလောက်အောင်ဖြုံးတီးပစ်နေတာနဲ့တူပါတယ်။လုပ်ငန်းတစ်ခုဟာလမ်းတည်စီဥတည်နေတာကိုရုံမြင်တဲ့အခါမှာအတင်းအဓမ္မသွားပြီးမဖြောင်းပြပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီလူကအတင်းပြန်ညှင်းမှန်ကိုသူသိလို့ပါ။အဲ့ဒီအစားသူကအဲ့ဒီလုပ်ငန်းရှင်ကိုအရှုံးသမားဖြစ်သတ်မှတ်မဲ့စံနှုန်း King criteria ကိုသူကိုယ်တိုင်ပဲသတ်မှတ်ခိုင်းလိုက်တယ်။ဥပမာနောက်3လအတွင်းမှာဘယ်အဆင့်ထိတိုးတက်အောင်လုပ်မလဲ။တကယ်လို့အဲ့ဒီပန်းနိုင်ကိုမမှီရင်တော့လုပ်ငန်းကိုပိတ်ဖို့တေချာဆွေးနွေးကြမယ်ဆိုပြီးသဘောတူညီချက်ယူလိုက်တာပါ။လုပ်ငန်းထူထောင်သူကတော့သူအောင်မြင်အောင်လုပ်နိုင်မှာပဲဆိုပြီးယုံကြည်ချက်အပြည့်နဲ့ထွက်သွားတတ်ပါတယ်။ဒါပေမဲ့တကယ်လို့တတ်မှတ်ရက်မှာမအောင်မြင်ခဲ့ရင်တော့သူကိုယ်တိုင်တတ်မှတ်ခဲ့တဲ့စံနှုန်းဖြစ်တဲ့အတွက်လက်လျှော့ဖို့ငင်းဆန်ဖို့ခက်သွားပါပြီဒီအလေးအကျင့်ကိုဘဝမှာဘယ်လိုအသုံးချမလဲကိုယ့်ရဲ့အလုပ်သို့မဟုတ်ရလက်တွေတဖြည်းဖြည်းကျဆင်းလာတယ်
ဒါမှမဟုတ်ဘေးလူတွေကပါဒီအလုပ်ကနေရုံထွက်ပြီးတခြားအလုပ်ပြောင်းတင်ပြီးလို့စတင်အကြံပြုလာပြီးဆိုရင်တင်ကိုတကယ်စေတနာထားတဲ့မိသားစုဝင်ဒါမှမဟုတ်တငယ်ချင်းတယောက်ယောက်ကိုကိုယ့်ရဲ့ရုံကိုဝိအဖြစ်ရှာဖွေပါမိမိရဲ့အခြေအနေကိုပွင့်ပွင့်လင်းလင်းတိုင်နေပြီးတတ်မှတ်ရတဲ့တကွတိကျတဲ့စံနှုန်းတစ်ခုတတ်မှတ်လိုက်ပါဥပမာတကယ်လို့ငါရဲ့ဒီအချိန်ပိုင်းစီးပွားရေးဟာဇူလိုင်လ1ရက်နေ့အထိတစ်လကိုဝင်ငွေဒေါ်လာ2000မရဘူးဆိုရင်ငါဒီလုပ်ငန်းကိုလုံးဝရပ်ဆိုင်းလိုက်တော့မယ်ပြီးရင်တော့အဲ့ဒီတတ်မှတ်ချက်ကိုကြော်လွန်နိုင်အောင်စမ်းကုန်ကြိုးစားပါမောင်မြင်ခဲ့ရင်လည်းတင့်တငယ်ချင်းကတင့်ကိုဂရိအတိုင်းလက်လွတ်နိုင်အောင်ကူညီထိန်းချောင်းပေးပါလိမ့်မယ်နောက်တစ်ချက်ကလက်လွတ်ခြင်းဆိုင်ရာနည်းဗျူဟာ2013ခုနှစ်မှာစီးပွားရေးပညာရှင်စတီဗင်လီဗစ်ဟာဒွန်တွဲနေတဲ့ဆုံးဖြတ်ချက်တွေချရခတ်နေသူတွေအတွက်အကျွေးစစ်လှည့်ပြီးဆုံးဖြတ်ပြီးမှ website တစ်ခုကိုတည်ထောင်ခဲ့ပါတယ်ဥပမာအလုပ်ထွက်ရမလားဆက်လုပ်ရမလားရှစ်သူနဲ့လမ်းခွဲမလားဆက်တွဲမလားကြောင်းထွက်ရမလားဆက်တက်ရမလားစသဖြင့်ပေါ့လာအနည်းငယ်ကြာမှလီဗစ်ကပါဝင်ခဲ့သူတွေကိုပြန်လည်ဆက်သွယ်မေးမြန်းခဲ့ပါတယ်ဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာအကျွေစစ်ခေါင်းပန်းလှည့်ပြီးလက်လွတ်စွန့်ခွာလိုက်တဲ့သူတွေဟာလက်ရှိနေရာမှာပဲဆက်နေတဲ့သူတွေထက်ပြန်ပြန်အားဖြင့်ပိုပြီးပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်တကယ်တော့အဲ့50-50တဝက်တစ်ပြက်ဆုံးရည်စိတ်နဲ့ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေဖြစ်ပေမဲ့တကယ်လို့သာအဲ့ဒီဆုံးဖြတ်ချက်ကမှားယွင်းခဲ့ရင်လက်လွတ်လိုက်တဲ့သူတွေဟာနောင်တရနေကြရမှာဒါပေမဲ့သူတို့နောင်တမရခဲ့ကြပါဘူးဒါကိုကြည့်ချင်းအဖြစ်စိတ်ထဲမှာ50-50လို့ထင်မှတ်နေရတဲ့ဆုံးဖြတ်ချက်ဟာတကယ်တမ်းတော့လက်လွတ်လိုက်ဖို့80-20ရာခိုင်နှုန်းလောက်ထိတေချာနေတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်နေတတ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်ကသာဝေခွဲမရဖြစ်နေတာကျွန်တော်တို့ရဲ့စိတ်ထဲကစွန့်ခွာမလားဆက်နေမလားဆိုတဲ့ချိန်ခွင်ရှာဟာနှမျိုးတတ်တစိတ်တွေနဲ့အရှုံးသမားလို့အပြောခံရမှာကြောက်တဲ့စိတ်တွေကြောင့်တိမ်းဆောင်းနေတတ်ပါတယ်ဒါကြောင့်မပြတ်သားနိုင်တဲ့အခါဒီနည်းဗျူဟာကိုသုံးပါတကယ်လို့ဆက်နေမလားထွက်သွားမလားဆိုတာ50-50ဝေခွဲမရဖြစ်နေပြီဆိုရင်လက်လွတ်လိုက်ဖို့ချိန်တန်ပါပြီလက်လွတ်ခြင်းဆိုတာ expected value မျှော်မှန်းတန်ဖိုးပုံစံတစ်ခုပါလက်လွတ်လိုက်ရင်ရမယ့်အကျိုးကျေးဇူးနဲ့ဆက်နေရင်ရမယ့်အကျိုးကျေးဇူးဘယ်ဟာကပိုများမလဲဆိုတာဝေခွဲမရဖြစ်တဲ့အခါ expected value ဒီမျှော်မှန်းတန်ဖိုးကိုရဖို့အတွက်ရရှိနိုင်မယ့်အကျိုးကျေးဇူးပမာဏအတိုင်းအစားနဲ့ဖြစ်နိုင်တဲ့ရာခိုင်နှုန်းတွေကိုမြှောက်ပြီးတွက်ချက်ကြည့်ပါဥပမာသင်ကလက်ရှိအလုပ်ကထွက်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စဉ်းစားနေတယ်ဆိုပါစို့အလုပ်တင်မှာဘဝစိတ်ကျဉ်နှံ့မှုရရှိနိုင်မှုဟာလက်ရှိအလုပ်ထက်4ဆပိုများနိုင်ပြီးအဲ့ဒါလိုဖြစ်လာဖို့အခွင့်အလမ်းက50ရာခိုင်နှုန်းရှိတယ်ဆိုရင်အလုပ်ထွက်လိုက်ခြင်းဖြင့်မျှော်မှန်းတန်ဖိုးဟာလက်ရှိအလုပ်မှာဆက်နေခြင်းတက်2ဆပိုများနေမှာဖြစ်ပါတယ်။ဒါကြောင့်အလုပ်ထွက်လိုက်တာကပိုပြီးပညာရှိရာရောက်ပါတယ်။အများအားဖြင့်တော့ကျွန်တော်တို့ဟာလက်ရှိအခြေအနေဒီ status quo ထဲမှာပဲခေါင်းစိုက်ပြီးရုန်းကန်နေတတ်ကြတာကြောင့်လက်လွတ်လိုက်ခြင်းအပြင်ရလာမယ့်အခွင့်အလမ်းတွေရဲ့ညှော်မှန်းတန်ဖိုးတဟုန်တို့မြင့်တက်လာတာတွေကိုသတိမပြုမိပဲဖြစ်နေတတ်ပါတယ်။မိမိရဲ့အချိန်စွမ်းအင်ကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေကိုပိုပြီးပျော်ရွှင်ခြင်းနဲ့စရာကောင်းတဲ့နေရာတွေမှာအသုံးချရင်ရလာမယ့်တန်ဖိုးတွေကိုမျက်ကွယ်ပြုမိတတ်ကြပါတယ်။ဒါကြောင့်ကွာတာလီချက်ခင်ဖြစ်တဲ့3လတစ်ချိန်မိမိကိုယ်ကိုပြန်လဲဆန်းစစ်တဲ့လေ့ကျင့်မှုကိုအခုလိုလှုပ်ဆောင်ပါတယ်3လပြည်တိုင်းရဲ့ပထမဆုံးတနင်္လာနေ့မနက်ခင်းအလုပ်ချိန်ကိုဒီမေးခွန်းတစ်ခုတည်းအတွက်ဖယ်ရှားထားပါတယ်တကယ်လို့ငါအခုလုပ်နေတဲ့အလုပ်အခုလည်ပတ်နေတဲ့စီးပွားရေးဒါမှမဟုတ်အခုကင်တွယ်နေတဲ့ project ကိုဆက်လုပ်ခွင့်မရှိတော့ဘူးဆိုရင်ငါရဲ့အချိန်စွမ်းအင်နဲ့ကျွမ်းကျင်မှုတွေကိုဘယ်နေရာမှာတွားပြီးညီညီမြုပ်နှံမလဲအဲ့ဒီမေးခွန်းကိုကိုယ်အကြောင်းကိုစဉ်းစားနေတာမဟုတ်ပဲအခြားသူတယောက်အတွက်သူတေသနလုပ်နေသလိုမျိုးဗတ်မလိုက်ပဲအဖြေရှာပါတယ်အ ਨੇ ဆုံးဖြစ်နိုင်ခြေရှိတဲ့အနာဂတ်လမ်းစဉ်3ခုကိုချရေးပြီးလမ်းစဉ်တစ်ခုချင်းစီရဲ့မျှော်မှန်းတန်ဖိုး expected value ကိုတွက်ချက်ပါတယ်မျှော်မှန်းတန်ဖိုးနဲ့ဆုံးရှုံးသွားနိုင်တဲ့အခွင့်အရေး opportunity cost ကိုအမြဲပြန်လည်သုံးသပ်ပေးခြင်းက
အတိတ်မှာရင်းနှီးပေးဆက်ခဲ့ရတာတွေဆုံးရှုံးမှာထက်အနာဂတ်ဘဝကြီးတစ်ခုလုံးကိုအလဟတ်တက်ဖြုံးတီးဖြစ်လိုက်ရမှာကပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်။ဒါကတော့အန်နီဂျုရဲ့ quip စာအုပ်ထဲကအနှစ်ချုပ်တွေးမြင်များပါပဲ။အန်နီဂျုကဲ့သို့ဆုံးဖြတ်ချက်ရဲ့ဖြစ်စဉ်သဘောတရားကိုနားလည်သူဟာအနည်းငယ်သာပဲရှိပါတယ်။ဒီစာအုပ်နဲ့အတူသူ့ရဲ့အခြားအယောင်းအရာဆုံးဖြစ်တော့ Thinking Invest ကိုလည်းဖတ်ကြည့်ဖို့ကြံပြုလိုပါတယ်။ကျေးဇူးတင်ပါတယ်။